ဒီဇက်ကကောင်းနေဖြစ်စေမကောင်းနေဖြစ်စေရဲကိုနဲ့တွေးနှစ်ယောက်စလုံးပါတယ်ဆိုတာနဲ့ကြည့်ပြီးတော့နေပြီးတော့ကျွန်တော်တို့ထင်ပါတယ်ဒါသူတို့ကတော့အဓိကအမင်းသားနေဖြစ်နေဒီကားမှာပါဝင်ထားပါတယ်ဇက်ကတော့အရင်အိမ်တော်ကြီးဇက်ကပုံစံမျိုးအရင်ငိုရတဲ့ဇက်ကပုံစံမျိုးအဲ့လိုမျိုးရမဟုတ်ပါဘူးသူကတော့ဒီပေါ့ပါဒရမာဆန်ဆန်လေးပဲဒါမှမဟုတ်ဟင်းမောတွေစုံစုံနေနဲ့စားတယ်ထမင်းဝိုင်းတဝိုင်းရောလည်းတူပါတယ်ဘာလို့လဲဆိုတော့အထိုးအကျိတ်ဒါနည်းနည်းအချမ်းရ fighting ပုံစံမျိုးလေးလည်းနည်းနည်းပါမယ်ပြီးတော့ဟာတာလေးလည်းနည်းနည်းပါမယ်အဲ့ဒီပုံစံမျိုးဒါဒရမာကပုံစံမျိုးရှိုက်တာပေါ့ဒီကားလေးကတော့ဆေးအောင်လုံးခေဦးကာလာဇက်ကားဆိုတော့ရဲကိုအရင်နာမည်ကြီးနေရချိန်တွေးရလဲထင်းလင်းဘွားနေပြီးတော့တွေးရလို့ဖြစ်လာပြီးတော့တပြေးပြေးနဲ့ဒါသူအမြင့်ကိုတစားတက်လာနေတဲ့အချိန်မှာရိုက်ထားတဲ့ဇက်ကားလေးဖြစ်တာကြောင့်ဒါဈေးကွက်ကတော့နေဘက်ကရန်ကုန်ဘက်ကဒါကြီးပါလိမ့်မှာမကြမ်းဈေးကွက်ဝင်ခဲ့တဲ့အနေအထားရှိရလို့ပဲပြောရမှာပါဒါမဲ့တခုအားနဲ့ဝင်တော့ဇက်ကားကတော့ဇလန်းတော့အရင်ကြီးကောင်းတဲ့ထဲတိတ်ပြီးတော့မပါဘဲနဲ့တာမန် average ပုံမှန်လောက်ပဲပေါ့နော်အဲ့လောက်ပဲဖြစ်သွားလိတခုပါပဲဒါဒီအနေထားမှာဇက်ကားဇလန်းဇက်ကအရင်ကောင်းသွားတဲ့အနေထားမျိုးနဲ့ဆိုရင်ဒီကားတော့တော်တော်လေးကိုပေါက်မဲ့ကားမျိုးပါပဲဒါမဲ့လို့သူ့အနေနဲ့သူတော့ပြိတ္တထိုက်လောက်တော့ကြားရှိခဲ့တာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒါပါဝင်ထားတဲ့မင်းသားနှစ်ယောက်ကလည်းအဲ့ဒီခေတ်ဒါနာမည်ကြီးဆုံးမင်းသားတွေကိုကျွန်တော်ပြောဖို့မိတ်ကြံနေတာဇက်ကတော့ရေးသားပါဇက်ကနာမည်ရတယ်ဇက်ကနာမည်လေးပြောဖို့မိတ်ကြံနေတယ်ကွာ sorry မတောက်ပါပါဟာလေးကဒါဆိုတော့ဒီရဲကိုနဲ့တွေးလို့နှစ်ယောက်စလုံးပါဝင်ပြောဆောင်ထားတဲ့ဒါရေးသားဆိုတဲ့ဇက်ကားလေးကြောင်းပြောတော့တာလေးကဒီလောက်ပါပဲဒါ YouTube မှာပြန်ချကြည့်လို့ပဲရနေပါပြီမဟာထင်ပါတယ်ကျွန်တော်အမှန်မှန်ပြောရှင်အမှန်ပြန်ကြည့်လို့ရနေပါပြီကျေးဇူးပါ